မဟုတ်တော့ဘူးကွာပရိသတ်ညီမေမယ်အနောက်ရှက်တည်းများတယ်ကွာလုံးကွာဝါမို့ခေါ်ပြီးကြိုင်မင်းခေါ်ပြီးကြိုင်မို့လာအောင်ဟာလားဟာညီလေးရှေ့ကြည့်အောင်ကွာလာညီလေးလာညီလေးဘာလုပ်တာဘဲဦးလားကြောက်လားညီလေးရလေဒီမှာလေးကိုရှင်းပြမယ်ဒီဖြူဖြူလေးတွေကဘဲဦးတဲ့ဒီညွညွလေးတွေကကြက်ဦးတဲ့ဟုတ်ကဲ့ရှင်းသွားပြီမလားအေးတညီလေးအေးကောင်လေးအားနာကြနော်လိုက်ညကောင်လေးတော့တေးကြမက်ကွာမင်းရလေဒီလောက်ရှိနေတာယူဒီမှာဖြူဖြူလေးကဘဲဦးဒီညွညွလေးကကြက်ဦးရှင်းတယ်နော်ရှင်းတယ်ကိုဖြူဖြူလေးကဘဲဦးဟုတ်ပြီညွညွလေးကကြက်ဦးရှင်းသွားပြီကောင်လေးတနော်ဟမ်ကောင်လေးမင်းဘယ်လိုဖြစ်နေလဲခိုင်မင်းလည်းသဘောမပေါက်တော့ကွာမင်းကဘာထင်လို့တော့သူ့အတူပရိသတ်တဲ့လိုက်ပြီဘယ်လာကြောက်လားဘယ်လာကြောက်လားဈေးရောက်နေတာမင်းကဘာဖြစ်နေဈေးရောက်နေရလားဈေးရောက်နေတာမသိဘူးလေကွာမင်းကဘဲဦးလားကြက်ဦးလားဘဲဦးလားကြက်ဦးလားဆိုတော့ငါလည်းဖြူဖြူလေးကဘဲဦးဝမ်ဝမ်လေးကကြက်ဦးလို့ငါလည်းမင်းလည်းရှင်းပြနေရတာဈေးရောက်မှဆိုမန္တပြင်မဲ့ထွက်ရောင်းသွားမန္တပြင်တရားကြောင်ဘာတရားကြောင်မှာတော့မလူကြီးတော့စင်ကိုသီးစားမကုန်ဘူးတရားကြောင်အားလုံးလည်းဘလုံးပြီးသွားတော့ဈေးမရောလာမရှုံနဲ့တော့မင်းတို့ကြောင့်တော့9ပါးကိုရောငေါက်ခံနေရတာခိုင်သွားအဲ့လိုဆိုသဘောပေါက်ပါပြီခင်ဗျာဘယ်လာမှာတော့